Okay ကျွန်တော်တို့ Java ရဲ့ variables and data type အကြောင်းကိုကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ် Okay ပထမဆုံးကျွန်တော်တို့က variable ဆိုတာဘာလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ program တွေရေးတဲ့အခါကျလို့ရှိရင်ဒီ data ကိုခေတ္တခဏသိမ်းဆည်းဖို့လိုအပ်လာတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့လိုအခြေအနေမျိုးတွေကြာရင်ကျွန်တော်တို့က variable တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့သိမ်းဆည်းခြင်းတဲ့ data ကိုခေတ္တခဏသိမ်းဆည်းလို့ရတယ်ဆိုတော့ variable ဒီကျွန်တော်တို့သိမ်းဆည်းလိုတဲ့တန်ဖိုးတွေကို computer ရဲ့ memory ပေါ်မှာသိမ်းဆည်းပေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ program ပိတ်လိုက်ပြီဆိုရင်တော့ဒီ memory ပေါ်မှာရှိနေတဲ့ usage တွေကပျောက်ကွယ်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က variable အသုံးပြုပြီးတော့ data သိမ်းတဲ့အခါကျလို့ရှိရင် temporary ပဲကျွန်တော်တို့ကအသုံးပြုပြီးတော့သိမ်းဆည်းနိုင်မှာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့က variable တစ်ခုတည်ဆောက်ပြီးတော့ data တွေသိမ်းဆည်းမယ်ဆိုရင်ဘာတွေလိုအပ်မလဲဆိုတော့ကျွန်တော်တို့ကြည့်ရအောင်ပေါ့နော်ပထမအဆုံးကျွန်တော်တို့က data types ကိုကြီးညာပေးရမယ် variable တစ်ခုတည်ဆောက်တော့မယ်ဆိုရင်ဒီ variable ထဲမှာဘာ data အမျိုးအစားသိမ်းမလဲဆိုတာကိုအရင်ဦးဆုံးသတ်မှတ်ပေးရမှာဖြစ်ပါတယ်Java မှာတော့ကျွန်တော်တို့ integer, double, float အစရှိသဖြင့်ဒီ data type တွေသတ်မှတ်ပေးထားတယ်ဆိုတော့ကျွန်တော်တို့အဲ့ data type ကိုအရင်ဦးဆုံးကြီးညာပေးရမှာဖြစ်ပါတယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ variable လေးကိုနာမည်ပေးရမှာဖြစ်တယ် address ပေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ address ပေးတဲ့အခါနာမည်ပေးတဲ့အခါကျရင်တော့ Java ရဲ့ naming rules ကိုကျွန်တော်တို့လိုက်နာပြီးတော့နာမည်ပေးဖို့လိုပါလိမ့်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ assign operator ပေါ့နော် assign operator လေးကတော့ကျွန်တော်တို့ equal လို့ရေးကြတယ်ညာဘက်မှာရှိနေတဲ့တန်ဖိုးကိုဘယ်ဘက်မှာရှိနေတဲ့ variable တွေကိုထည့်ပေးတယ်ပြီးသွားရင်တော့ကျွန်တော်တို့သိမ်းဆည်းခြင်းတဲ့ data ကိုရေးရတယ်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ sentence အကြောင်းစုံတိုင်းမှာကျွန်တော်တို့ semi comma လေးထည့်ပေးရတယ်ပေါ့နော်ဆိုတော့ဒီပုံစံနဲ့ကျွန်တော်တို့က variable တစ်ခုတည်ဆောက်လို့ရတယ် example ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ Java ရဲ့အပြည့် gain data type ဖြစ်တဲ့ integer ပြီးသွားရင်တော့ကျွန်တော်တို့ variable name ကို value လို့ပေးထားတယ်ပြီးရင် assign operator လေးထည့်ပေးထားတယ်သိမ်းဆည်းခြင်းတဲ့တန်ဖိုးကတော့10ဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ semi comma လေးပိတ်ထားတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီတန်ဖိုး10ဒီ value ဆိုတဲ့ variable လေးတွေကိုဝင်ရောက်သွားပြီးတော့သိမ်းဆည်းပေးထားမှာဖြစ်ပါတယ်ဒီပုံစံနဲ့ကျွန်တော်တို့က variable တွေတိစောက်ပြီးတော့ data တွေကိုခေတ္တခဏသိမ်းဆည်းနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ example လေးရေးကြည့်အောင်ပေါ့နော် Okay ဒီမှာကျွန်တော်အရင်ဦးဆုံး integer ပေါ့နော်အပြည့်ကိန်းတွေသိမ်းခြင်းတဲ့အခါမှာကျွန်တော်တို့ဒီ Java ကသတ်မှတ်ပေးထားတဲ့ int ဆိုတဲ့ data type ကိုအသုံးပြုလို့ရတယ်ပြီးတော့ကျွန်တော်တို့ variable name ကျွန်တော် value လို့ပေးလိုက်မယ်ပြီးတော့ assign operator 10ပေါ့ပြီးတော့ statement တစ်ချောင်းဆုံးလိုက်မှာကျွန်တော်တို့ semi comma လေးထည့်ပေးရတယ်ဒါဆိုရင်တော့10ဆိုတဲ့တန်ဖိုးလေးဒီ value ဆိုတဲ့ variable တွေကိုရောက်ရှိသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ value တွေကို10ဝင်သွားလားမဝင်သွားလားသိချင်တယ်ဆိုရင်တော့ကျွန်တော် system.out.print နဲ့ output ထုတ်ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ value ကိုရေးလိုက်မယ် value ကိုသတ်မှတ်ပေးလိုက်တယ်ဆိုရင်ကျွန်တော် output အနေနဲ့ဒီ value ထဲမှာရှိနေတဲ့တန်ဖိုးကို output ထုတ်ပေးမှာဖြစ်ပါတယ် Okay ကျွန်တော်တို့ run ကြည့်အောင် run as java application Okay save ဒါဆိုတော့ကျွန်တော်တို့ console မှာ10ဆိုပြီးတော့ပေါ်လာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုကြည့်ခြင်းအပြင်ဒါကိုကြည့်ခြင်းအပြင်ကျွန်တော်တို့တင်ဆက်လိုက်တဲ့10ဒီ value တွေကိုဝင်သွားတယ် value ဆိုတဲ့ variable ကို output ထုတ်ကြည့်တဲ့အခါမှာ10ထွက်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ variable အသုံးပြုပြီးတော့ data သိမ်းတာမှန်ကန်တယ်ဆိုတာကိုသိရမှာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့သိမ်းဆည်းနေတဲ့ data တွေဒီအပြည့်ကိန်းတစ်ခုတည်းမဟုတ်နိုင်ဘူးဒသမကိန်းလည်းရှိနိုင်တယ်စလုံးတွေလည်းရှိနိုင်တယ်အဲ့ဒီအတွက်ဘာ data type အမျိုးအစားတွေကိုသုံးရမလဲဆိုတာကိုကျွန်တော်တို့သိဖို့အတွက် data type အကြောင်းကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာပါမယ်အဲ့တော့ကျွန်တော်တို့ကဒီ variable တွေအသုံးပြုပြီးတော့ data သိမ်းတဲ့အခါမှာ data type သတ်မှတ်ပေးဖို့မဖြစ်မနေလိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ variable ထဲမှာရှိနေတဲ့တန်ဖိုးကိုပြန်လည်အသုံးချတဲ့အခါမှာ data type ကိုမှန်ကန်စွာသတ်မှတ်ထားတော့မှပြန်လည်အသုံးချတဲ့အခါမှာကျွန်တော်တို့မှန်ကန်စွာအသုံးချနိုင်မယ်မှန်ကန်စွာတွက်ချက်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ကvariable တွေကိုထည့်တဲ့တန်ဖိုးက integer ဆိုရင်လည်း integer အပြည့်ကိန်းပေါ့နော်float ဆိုရင်လည်း float ဒသမကိန်းပေါ့နော် character တွေဆိုရင်လည်းကျွန်တော်တို့ character တွေသတ်မှတ်ပေးဖို့လိုပါတယ်အဲ့လိုသတ်မှတ်ပေးတော့မှသာလျှင်ကျွန်တော်တို့ဒီ data ကိုပြန်လည်အသုံးချတဲ့အခါကျရင်မှန်ကန်စွာအသုံးချနိုင်မှာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့ data type တွေကိုဆက်ပြီးတော့ကြည့်ကြည့်အောင်ပေါ့နော်အဲ့တော့ data type ကတော့အဓိကအပြင်နှစ်မျိုးရှိတယ် primitive နဲ့ reference ပေါ့နော် primitive တွေကတော့နားလက်မခံနိုင်ဘူး reference တွေကတော့နားကိုလက်ခံနိုင်မှာဖြစ်ပါတယ်ဆိုတော့ထားပါတော့ကျွန်တော်တို့ primitive မှာရှိနေတဲ့ data type 10မျိုးအကြောင်းကိုကျွန်တော်တို့စပြီးတော့ကြည့်အောင်ပေါ့နော်ဆိုတော့ Java ကအပြည့်ကိန်းတွေသိမ်းဖို့အတွက်ဆိုရင် byte short int long ဆိုတဲ့ data type ၄မျိုးသတ်မှတ်ပေးထားတယ်ဒီ data type ၄မျိုးကိုအသုံးပြုပြီးတော့ကျွန်တော်တို့အပြည့်ကိန်းတွေသိမ်းဆည်းလို့ရတယ်ဒသမကိန်းမှာဆိုရင်တော့ကျွန်တော်တို့ float နဲ့ double ကိုသတ်မှတ်ပေးထားတယ်ပေါ့နော်နောက်ကျွန်တော်တို့ဒီ true false တန်ဖိုး
တွေကိုသိမ်းဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ boolean ဆိုတဲ့ type ရှိတယ်Java မှာ true false တန်ဖိုးတွေကအရေးကြီးပါတယ်ဆိုတော့အဲ့လိုအရေးကြီးတဲ့တန်ဖိုးတွေကိုသိမ်းဖို့အတွက် boolean ဆိုတဲ့ type ရှိတယ်နောက်ကျွန်တော် character တစ်လုံးနဲ့သိမ်းချင်တဲ့အခါမျိုးတွေမှာ char ကိုအသုံးပြုပြီးတော့သိမ်းလို့ရတယ်ပေါ့နော် character တွေဆိုတာ any language Unicode character တွေဖြစ်တယ်တစ်လုံးပဲသိမ်းလို့ရမယ်အဲ့ဒါက char type ပေါ့နော်နောက် string type ဆိုတာကတော့ string ထဲမှာတော့ကျွန်တော်တို့ character တွေအများကြီးစလုံးတွေအများကြီး sequence of character တွေစလုံးတွေအများကြီးကျွန်တော်တို့သိမ်းလို့ရတယ်ပေါ့နော်အဲ့လိုသိမ်းချင်တဲ့အခါမျိုးတွေမှာကျွန်တော်တို့ string type ကိုအသုံးပြုပြီးတော့သိမ်းဆည်းလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ type တွေကိုအသုံးပြုပြီးတော့ data တွေသိမ်းဆည်းကြည့်ပါမယ် Okay အဲ့တော့ကျွန်တော်တို့ဒီ data type example ထဲမှာကျွန်တော်တို့ပထမဆုံးအပြည့်ကိန်းတွေသိမ်းကြည့်အောင်ပေါ့နော် byte byte value 1ပေါ့ကျွန်တော်10ထည့်သိမ်းလိုက်တယ် byte byte value 2ကျွန်တော်100ထည့်သိမ်းလိုက်တယ်sorry byte byte short ပေါ့နော် short int in 1000ထည့်သိမ်းလိုက်တယ်ပြီးရင်တော့ကျွန်တော်တို့နောက်ဆုံး long ပေါ့နော် value 4ဒီ type ၄ခုကတော့ကျွန်တော်တို့အပြည့်ကိန်းတွေသိမ်းဆည်းလို့ရတဲ့ data type တွေဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ output ထုတ်ကြည့်အောင် value 1ဆိုတော့ကျွန်တော် copy ပဲကူးလိုက်တော့မယ်2 3 4 value 1 value 2 value 3 value 4 okay ဒါဆိုတော့ကျွန်တော်တို့သိမ်းဆည်းထားတဲ့တန်ဖိုးတွေပြန်လဲထွက်ရှိလာပြီဖြစ်ပါတယ်ကျွန်တော်တို့အပြည့်ကိန်းတွေ byte short in long ကိုအသုံးပြုလို့ရတယ်ဆိုတော့မြင်ရမှာဖြစ်ပါတယ် okay ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ဒီဒသမကိန်းတွေအတွက်ဆိုရင်တော့ data type 2မျိုးရှိတယ် float နဲ့ double ပေါ့နော်အဲ့တော့ float ကိုအသုံးပြုတဲ့အခါကျရင်ကျွန်တော်တို့သတိထားမှာတစ်ခုကတန်ဖိုးရဲ့အနောက်မှာ f ဆိုတဲ့စလုံးလေးထည့်ပေးရမှာဖြစ်ပါတယ်ဒီကိုသိမ်းဆည်းခြင်းတဲ့တန်ဖိုးပေါ့နော်သိမ်းဆည်းခြင်းတဲ့တန်ဖိုးရဲ့အနောက်မှာ f လေးထည့်ပေးရမှာဖြစ်ပါတယ် double ကတော့မလိုဘူးကျွန်တော်တို့ဆိုပြီးတော့ကျွန်တော်တို့ဒသမကိန်းတွေကို float double တွေနဲ့အသုံးပြုပြီးတော့သိမ်းဆည်းလို့ရတယ်ပြီးတော့ကျွန်တော်တို့ output ထုတ်ကြည့်မယ် value 5 value 6 okay ဒါဆိုတော့ကျွန်တော်တို့သိမ်းဆည်းလိုက်တဲ့တန်ဖိုးနှစ်ခုက float variable value 5နဲ့ double variable value 6တဲ့ကိုဝင်ရောက်သွားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ဒီ boolean တွေအတွက်ဆိုရင်တော့ true false တန်ဖိုးတွေအတွက်ဆိုရင်ပေါ့နော် true false တန်ဖိုးတွေအတွက်ဆိုရင်တော့ကျွန်တော်တို့ boolean ဆိုတဲ့ type ရှိတယ် value 7 true ပေါ့နော်ဆိုတော့ဒီ true false ဒီ Java ရဲ့ keyword လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ keyword နှစ်ခုကိုသိမ်းလို့ရတယ်ပေါ့နော် value 8ကျွန်တော် false ဒီလို true false တန်ဖိုးတွေသိမ်းခြင်းတဲ့အခါမျိုးတွေမှာကျွန်တော်တို့က boolean type တွေကိုအသုံးပြုပြီးတော့ data တွေသိမ်းလို့ရမှာဖြစ်ပါတယ် value 7 system out of print နဲ့ value 8 okay run as java application ဒါဆိုတော့ကျွန်တော်တို့ true false တန်ဖိုးတွေ output ထွက်လာတာကိုမြင်တွေ့ရမှာဖြစ်တယ်ဒီပုံစံနဲ့ကျွန်တော်တို့ true false value တွေကို boolean variable တွေထဲမှာကျွန်တော်တို့ထည့်ပြီးတော့သိမ်းဆည်းလို့ရတယ်ပေါ့နော်နောက် single character တွေကိုသိမ်းချင်တဲ့အခါမှာတော့ကျွန်တော်တို့ဒီ char ဆိုတဲ့ type ကိုအသုံးပြုပြီးတော့ဒီ data သိမ်းဆည်းလို့ရတယ်ပေါ့နော်အဲ့တော့ char ကိုအသုံးပြုပြီး data သိမ်းဆည်းမယ်ဆိုတော့ကျွန်တော်တို့ single ကုတ်လေးကုတ်ဖို့လိုပါတယ် character တစ်လုံးပဲဖြစ်မယ်တစ်လုံးထပ်ပို့လို့မရဘူးအသေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်ရတယ်တစ်လုံးပဲသိမ်းလို့ရမှာဖြစ်ပါတယ်ဒါကတော့ char ပေါ့နော် okay output ထုတ်ကြည့်အောင် value 9 okay ကျွန်တော် run ကြည့်မယ်ဒါဆိုတော့ကျွန်တော်တို့သိမ်းလိုက်တဲ့ character A output ပြန်ထွက်လာပြီဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့ကဒီ single character တစ်လုံးနဲ့သိမ်းကျင်တဲ့အခါမျိုးတွေမှာဒီ char ဆိုတဲ့ type ကိုအသုံးပြုပြီးတော့သိမ်းဆည်းလို့ရပါတယ်နောက်ကျွန်တော်တို့ string ပေါ့နော် string ကတော့ကျွန်တော်တို့ character တွေအများကြီးသိမ်းဆည်းကျင်တဲ့အခါမျိုးတွေမှာကျွန်တော်တို့ string variable တွေကိုအသုံးပြုပြီးတော့ data တွေသိမ်းဆည်းလို့ရပါတယ်ဥပမာဖြင့်ကျွန်တော်တို့ hello ပေါ့ပြီးတော့ကျွန်တော်တို့ output ထုတ်ကြည့်မယ် system out of print နဲ့ value 10 run ကြည့်မယ် run as java application ဒါဆိုတော့ကျွန်တော်တို့သိမ်းဆည်းလိုက်တဲ့ hello က output ထွက်လာပြီဖြစ်ပါတယ်ဒါကိုကြည့်ခြင်းအပြင်ကျွန်တော်တို့သိမ်းဆည်းခြင်းတဲ့ data တွေကိုဒီ data type တွေအသုံးပြုပြီးတော့သိမ်းဆည်းလို့ရတယ်ကျွန်တော်တို့အပြည့်ကိန်းအတွက်ဆိုရင် byte short in long 4ခုရှိမယ်ဒသမကိန်းအတွက်ဆိုရင်ကျွန်တော်တို့ float double ရှိမယ်နောက်ကျွန်တော်တို့ဒီ true false boolean တန်ဖိုးတွေအတွက်ဆိုရင် boolean data type ရှိမယ် single character ကိုသုံးကျင်တဲ့အခါမျိုးတွေမှာ char type ရှိမယ်နောက် sequence of character တွေအများကြီးသိမ်းကျင်တဲ့အခါမျိုးတွေမှာကျွန်တော်တို့ string ရှိမှာဖြစ်ပါတယ်အဲ့တော့ဒီ type တွေကိုအသုံးပြုပြီးတော့ variable တိစောက်မယ်
data သိမ်းလို့ရမှာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ကဘာကြောင့်အပြည့် gain ကို data type 4မျိုးတောင်ပေးထားတာလဲဘာကြောင့်ဒသမ gain ကို data type 2မျိုးတောင်ပေးထားတာလဲတစ်မျိုးနဲ့ထားရင်မရဘူးလားဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြည့်အောင်ပေါ့နော်ဆိုတော့ဘာကြောင့်ကျွန်တော်တို့ကဒီအပြည့် gain အတွက်4ခုပေးထားတာလဲဆိုလို့ရှိရင် data type တစ်ခုချင်းစီမှာသူလက်ခံနိုင်တဲ့တန်ဖိုးပမာဏ range ရှိတယ်အဲ့ range တွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဘယ် variable အသုံးပြုရမလဲဆိုတာကို sorry ဘယ် data type အသုံးပြုရမလဲဆိုတာကိုကျွန်တော်တို့ကစဉ်းစားရမှာဖြစ်တယ်ဆိုတော့ byte ဆိုရင်တော့ကျွန်တော်တို့က -128 ကနေ +129 အတွင်းမှာရှိနေတဲ့တန်ဖိုးတွေကိုလက်ခံနိုင်မှာဖြစ်ပါတယ်အဲ့တန်ဖိုးတွေတက်ကျော်သွားရင် byte ကလက်မခံနိုင်ပါဘူးဆိုတော့အဲ့တန်ဖိုးတွေတက်ကျော်သွားရဆိုရင်တော့ကျွန်တော်တို့က short ဒါမှမဟုတ်လည်း short တန်ဖိုးတက်ကျော်သွားရဆိုရင်တော့ int long ဒီလိုကိုသိမ်းခြင်းတဲ့ data ရဲ့ size ပေါ်မူတည်ပြီးတော့ data type ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်အဲ့လိုရွေးချယ်အသုံးပြုခြင်းအပြင်ကျွန်တော်တို့ memory ပေါ်မှာ variable ကယူရဲ့ space ကပို့ပြီးတော့တက်တာစီမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့အပြည့် gain အတွက်ဆိုရင် byte short int long ဆိုပြီးတော့ data type 4မျိုးထုတ်ပေးထားတာဖြစ်တယ်ဒသမ gain အတွက်ဆိုရင်တော့ကျွန်တော်တို့က float double နှစ်ခုရှိရယ် float ဆိုရင်တော့ဒသမ9နေရာအထိအနည်းဆက်ဆုံးသိမ်းလို့ရမှာဖြစ်ပြီးတော့ double ဆိုရင်တော့ကျွန်တော်တို့ဒသမ15နေရာအထိအနည်းဆက်ဆုံးသိမ်းဆည်းလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ boolean ကတော့ true false ပဲရမယ် character ကတော့ only one single character string ကတော့ sequence of character တွေကိုလက်ခံနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါတွေကတော့ data type တွေဖြစ်ပါတယ်အဲ့တော့ variable တွေအသုံးပြုပြီးတော့တန်ဖိုးတွေကိုခဏခဏသိမ်းဆည်းလို့ရတယ်အဲ့လိုသိမ်းဆည်းတဲ့အခါမှာ variable ကြီးညာတဲ့အခါမှာကျွန်တော်တို့ကဒီ Java ကသတ်မှတ်ပေးထားတဲ့ data type တွေကိုအသုံးပြုပြီးတော့သိမ်းဆည်းနိုင်ပါတယ်ကျေးဇူးပါ